Joshua Ben နဲ့ Pantoja ရဲ့ rematch ကတကယ်ဖြစ်လာတော့မှာလားကျွန်တော်ရဲ့ Sport Bow Facebook YouTube Channel မှာအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ International မှာတော့ Joshua Ben နဲ့ Pantoja ရဲ့ rematch ကဖြစ်ဖို့မီဒီယာတွေကလှုံ့ဆော်နေကြပြီအထူးသဖြင့်မနေ့က Pantoja တင်လိုက်တဲ့ဗီဒီယိုကြောင့်သူကအဲ့ဗီဒီယိုမှာဗာတင်လိုက်လဲဆိုတော့ Joshua Ben နဲ့သူနဲ့ကစားခဲ့တဲ့ပွဲတုန်းကသူ head kick ကန်တဲ့အနေထားမှာမကြားတတ်လို့ပြုတ်ကျသွားပြီးလက်ကျိုးသွားတဲ့အနေထားကိုသူကအခုတော့အဲ့လိုပြန်ကြားတတ်နေပြီဆိုပြီးတော့ဗီဒီယိုနဲ့ reaction လုပ်ထားတာဗျာဘာဖြစ်လို့အဲ့လိုလုပ်လဲဆိုတော့ကျွန်တော်တို့ fighter Joshua Ben က interview တွေမှာသူက BJJ ကပတ်နဲ့လေဗျာ BJJ ကပတ်နဲ့ကကိုဘယ်လိုကြားရမယ်ဆိုတာမသိရလားအဲ့ဒါကို Pantoja က reaction ပြန်လုပ်တဲ့သဘောလို့ကျွန်တော်မြင်တယ်အဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ကျွန်တော်တို့ fighter လေးကလည်းဝမ်းသာပါတယ်သူနောက်ဆုံးတော့တင်ယူမှုရရှိသွားပြီဆိုပြီးတော့ခက်တက်လေးတင်ထားတယ်ဗျာ Instagram မှာအဲ့လို Joshua Ben နဲ့ Pantoja နဲ့တယောက်ကလေးဒီမိခက်တက်လေးပြောနေကြတာက rematch တကယ်ပဲဖြစ်တော့မှာလားသို့တော်လဲ UFC ကတော့ Joshua Ben နဲ့ပွဲပြီးမှာPantoja ဆင်အောက်မှာရှိခဲ့သည့်တိုင်အောင် rematch ကိုပြန်ပြီးလုပ်ဖို့ဆန္ဒမရှိသေးဘူးပြီးတော့ Pantoja က UFC 328ရဲ့ interview မှာမီဒီယာတွေသူ့ကို Joshua Ben နဲ့ပတ်သက်ပြီးမေးတဲ့အပေါ်ကိုသူကပထမပွဲတုန်းကငါရှုံးခဲ့တယ်အဲ့ဒါကလည်းငါအမှားလုပ်ခဲ့တာအားကစားသမားတယောက်အနေနဲ့ဆိုရှုံးတယ်လူသားတယောက်ဖြစ်တဲ့ငါ့ကိုတော့ဘာမှမလုပ်နိုင်ခဲ့ဘူးလေဒါကတော့ယူကျင်စရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့သူကအကျိုးရှိအသုံးချခဲ့တယ်လေသူရတဲ့အခွင့်အရေးတွေကိုဒီစကားကိုကြည်ချင်းအဖြစ်သူကအရှုံးကိုလက်မခံနိုင်သေးဘူးလို့ကျွန်တော်ထင်တယ်ဗျာပြီးတော့သူ့အနေနဲ့ Joshua Ben နဲ့ Champion ကပတ်လူဝဲကိုပြန်ပြီးထိုးကျင်နေတယ်လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဗျာသူ့အနေနဲ့ကအသက်က33ရှိနေပြီဆိုတော့ promotion အနေနဲ့သူ့ကိုနောက်ထပ်အခွင့်အရေးပေးအောင်မလား promotion ဘက်ကကြည့်ရင်လဲလူငယ် fighter တွေကိုခွင့်ရေးပေးလာတဲ့အပေါ်မှာသူ့လို33နှစ်အရွယ် fighter တယောက်အနေနဲ့ကဒီလိုအခွင့်အရေးကိုရဖို့ဆိုတာကမလွယ်ဘူးအဲ့ဒါကြောင့်လဲအခုလိုဗီဒီယိုတွေတင်နေတာလားမီဒီယာတွေနဲ့တွေ့တဲ့အချိန်မှာ trash talk တွေတောက်လျှောက်ပြောနေတာလားလောလောဆယ်တော့ကျွန်တော်တို့ fighter လေးက UFC 328ပွဲပြီးမှသူနှစ်မကုန်ခင်ပွဲတစ်ပွဲလောက်ထိုးချင်တဲ့အကြောင်း Joshua Ben မင်းမြန်မာပြည်ကလာတာဖြစ်ကြောင်းမြန်မာတွေအတွက် UFC မှာ Champion ရပြီဆိုတဲ့အကြောင်းပွဲပြီးမှပြောသွားတယ်ပြီးတော့ Pantoja ကိုလည်းမင်းကိုမင်းအကောင်းဆုံးပြင်ဆင်ထားငါနဲ့ rematch ပြန်ထိုးမယ်ဆိုတဲ့အကြောင်းကိုစင်ပေါ်မှာတရားဝင်ပြောသွားတယ်ဗျာဒါကတော့ Joshua Ben နဲ့ Pantoja တို့ rematch ဖြစ်မလားဆိုတဲ့အကြောင်းလေးပါပဲဖြစ်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုအားလုံးနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်ဗျာကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ခဲ့ပေးကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ